ပြင်းလိုက်တာဟဲ့ကျောင်းတက်ရတာ2ရက်တောင်ရှိသွားပြီမလေးညီးနေလိုက်တာခိုမရဲ့ဟဲ့အဆွေဟိုမှာစူမိုးနေကိုလာရှောင်းနေတယ်ဟဲ့ကောင်လေးကတစ္ဆာရှိရနော်အမလီနှစ်စက်တိုက်ကိုနင့်ကိုပဲကြိုက်တာတော့သူနဲ့မှရရတော်မနေဟဲ့ तू ကဘိုင်ကိုလားမသိဘူးနော်ဟဲ့ကောင်လေးကမထင်ရအောင်နော် brain ကောင်းတာပဲဟဲ့ तू ဘိုင်ကိုဘယ်လိုချက်တော့မသိဘူးငါမထင်ဘူး तू ဒီလောက်ဘာသုံးကြနေရကောင်ဘိုင်ကိုယူရတယ်ဟဲ့နင်ကလည်းအဲ့လိုမပြောပါနဲ့ဟဲ့ तू လဲ तू ညင်မိတော့ तू ကြက်မှာပေါ့ तू စူးစမ်းရင်စူးစမ်းတော့ရမှာပဲလေလူတစ်ဖက်သားနေအဲ့လိုနှိမ်ပြီးပြောစမ်းပါနဲ့ဟဲ့ငါမကြိုက်ဘူးမလီစတာပါမလီ तू ကောင်လေးကိုထိရတယ်ရုပ်ကိုချက်ချင်းကောင်မဟဲ့ तू ကလည်းငါတို့ကျူရှင်မလာတက်မယ်လို့ပြောတာနော်အတန်ကြားနေဟဲ့ဟလာငါတို့ကျူရှင်လာမှာဟဲ့ငါပြောမယ်မကြည့်နင်းက तू မုံကျွေးလို့ရှင်လေမငင်းနဲ့တော့ဒီနှစ်ကိုကြားလားဟဲ့ငါ तू ကျွေးတိုင်းမုံစားစရာလား तू ကျွေးတဲ့မုံကြီးကငါမကြိုက်ဘူးလို့မဟဲ့နေမကြိုက်လဲငါကြိုက်တယ်လေငါစားလိုက်မယ်ယူလိုက်ဟဲ့